အဲ့တော့ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကြတော့တလည်းရှိတယ်ကုသိုလ်ကံကပေးပြီဆိုရင်လှုပ်ခါလက်ခါများစွာအလုံးမလုပ်ရပဲနဲ့ကိုယ်မှာပြည့်ပြည့်စုံနေထိုင်ရတယ်အလုံးဟာကိုယ်ကရင်စီးပွားဥစ္စာစ조사ရှာကြလို့ငွေကြေးတနများစွာစုဆောင်းမိလာတာကိုချမ်းသာတယ်လို့ခုခေတ်ကခေါ်ကြတယ်ချမ်းသာတယ်ကြွယ်ဝတယ်ငွေများများရှိတဲ့လူကချမ်းသာတယ်လို့သူတို့ပြောတယ်သို့တော့ချမ်းသာဆိုတာရဲ့အဓိပ္ပာယ်ကိုနားလည်လို့ရှိရင်ငွေရှိတိုင်းချမ်းသာတာတော့မဟုတ်ဘူးကုသိုလ်ကောင်းမှုရှိမှချမ်းသာတယ်ဆိုတော့ပတ်စံတော်ရှိပါရဲ့သူကမကြမ်းပါဘူးပတ်စံတော်ရှိပါရဲ့ယောဂဝေဒနာတွေများတယ်အသက်မရှိဘူးဆိုရင်ချမ်းသာဒုက္ခဆုံးရှုံးနေတာပဲဖြစ်တယ်ပေါ့နော်တချို့မိသားစုတွေဆိုလို့ရှိရင်မွေးကလေးကချမ်းသာကြွယ်ဝတဲ့အိမ်မှာတော့မွေးတယ်ဆိုပါတော့တထေးအိမ်မှာလူသားဖြစ်တယ်မွေးကလေးကပြည့်ပြည့်စုံစုံနေထိုင်ရတယ်အဲ့ဒါကြတော့ကံကပေးတယ်ဆိုထင်ရှားတယ်ပေါ့နော်ကံကပေးတယ်ထင်ရှားဒါလောကကြီးမှာသိတာပါတယ်ချမ်းသာသူနဲ့ဆင်းရဲသူကုသိုလ်ကောင်းမှုတွေနေပါလာတဲ့ပုဂ္ဂိုလ်တွေကြတော့ဘဝမှာတူတူဒီမြေကြီးပေါ်မှာဒီမိုးအောက်ဒီမြေအောက်ဒီမြေပေါ်မှာဒီရေတောက်ပြီးတော့ကြီးကြတာချင်းတူတော့လဲချော့ကြပင်မကြီးစွာလောက်ကင်ဆက်တော့မှဘဝတဝမ်းတစ်ခါလှဖို့ကြိုးစားကြရတယ်တော်နဲ့မပြည့်စုံကြဘူးငွေကြေးတနာပိုးတဲ့ရှမ်းနဲ့သိမရှိကြဘူးတဦးကတော့ရှိတယ်တဦးကမရှိဘူးဒီလိုရှိမရှိကွဲပြားခြားနာတာဟာကုသိုလ်ကံရှိမရှိနဲ့ကွဲပြားခြားနာသွားတာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့အမှတ်တမဲ့မနေပဲနဲ့ကိုဘဝအရေးကိုတွေးပြီးအတိတ်ဘဝကိုမသိပေမဲ့လို့ဒီဘဝမှာသိတဲ့အသိဉာဏ်ရှိတော့တို့တွေကုသိုလ်ကောင်းမှုကြိုးစားအထောက်အမယ်ကုသိုလ်ကောင်းမှုကြိုးစားအထောက်လို့ကုသိုလ်ဆိုဒီမှာပတ်စံရှိမှလုံးလို့ရတဲ့ကုသိုလ်မျိုးရှိတယ်ပတ်စံမရှိလဲလုံးလို့ရတဲ့ကုသိုလ်ရှိတယ်အဲ့တော့အဓိကကတော့ငွေကြေးတနာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကုသိုလ်ဖြစ်အောင်လှုပ်ဆောင်မှုလိုအပ်တယ်ပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားကဧဝံသာတေနမစ္စေနကတ္တဗံကုသလံဘောလူလောကမှာမွေးဖွားလာတဲ့ပုဂ္ဂိုလ်ဟာတဲ့ကြိုးစားပြီးတော့ကုသကောင်းမှုလုပ်ပါဘာကြောင့်တိုက်တွန်းတာတော့လို့ဆိုရင်ကုသကောင်းမှုရှိမှလူတွေကချမ်းသာ